လေဖျားဖြစ်မဲ့အုတ်နီကဲကြီးက first date တော့တိတ်မလို့ရယ် first date ကိုသူဒီလိုပုံစံနဲ့သွားလို့တော့ဖြစ်မလား နင်တို့ကလည်းငါပုံစံဘာဖြစ်နေလို့လဲ ဘာမှဖြစ်ပေမဲ့ပိုကောင်းလို့တင်တယ်လေနော် ဟုတ်တယ်နင့်ပုံစံပြောင်းလဲပေးဖို့လိုအပ်နေတာ ငါလည်းနည်းနည်းပပတော့ပြင်ဆင်သွားဖို့စီစဉ်ရှိပါတယ်ဟာဒါမှအရင်ပြောင်းလဲလို့မဖြစ်ဘူးလေငါမေကစူလိုက်မယ် ငါတို့တို့ဘယ်လိုပြောင်းလဲပေးကြမလဲ ဖူပါနဲ့ငါတို့သူ့စတိုင်ဆုံးခေါ်သွားကြမယ်လေ ရောက်တော့မလားငါ့ကိုလမ်းလေးနည်းနည်းပြောပေးရော ရောက်တော့မှရှစ်တက်တက်ဆက်မောင်းသွားလိုက်အောင်ချော်လင်းကုန်မိပိုင်းကြော်လို့ရှိရင်ညာဘက်ကိုချိုလိုက်ဝမ်းလဲနှစ်လမ်းထဲမှာလမ်းထိပ်မှာလမ်းညွှန်ဆိုင်မှုလေးရှိတယ် မင်္ဂလာပါ ဟုတ်မင်္ဂလာပါဆရာ မင်္ဂလာပါ ဒါတော့မမတငယ်ချင်းလေးလေသူကတော့ညနေကြလို့ရှိရင် first date သွားမှာဆိုတော့သူ့ပုံစံကိုမှနည်းနည်းပြောင်းလဲပေးချင်တယ် โอเคရတယ်လေ first date ဆိုတော့လုံးဝလမ်းဖြစ်ဖို့နေလို့လာပါတော့ဒါဘယ်လိုပုံစံမျိုးဖြစ်ချင်လဲ ဆရာစိတ်တိုင်းကြပဲဆရာကြောက်ဝဲအဲ့လိုက်ပြီ โอเคကောင်းပြီเนาะလမ်းလုံးလုပ်ပေးမယ်အဲသူမျက်နှာနဲ့လည်းဖက်တဲ့စိုင်းကလာပေါ့เนาะအကုန်လုံးကျွန်တော်ချင်းပေးလိုက်မယ်ဟုတ်ကဲ့ပြင်လုပ်မယ် လုံးမယ် ဘယ်လိုလုပ်ချင်လဲ ရပါတယ်ဆရာကပဲအကုန်အပ်လိုက်မယ် ဟုတ်ပြီเนาะအဲဆိုရင် အလားဆုံးပဲလုပ်ပေး လာလုံးလုပ်ပေးမယ်ပူချောရမယ်ဖတ်တိမှာကောင်းလေးကအ ရင်ချစ်သွား เนาะရင်းချက်တော့ခါလေးပါအောင် မပိုင်ဆိုင်ပြန်လာခဲ့မယ် โอ နော် เคတာခဲ့เนาะတာဝန်ယူပေးမယ် เนาะဒီအရင်မှအရင်ပေါ့ကောက်တယ်ကောက်တဲ့ခါကျတော့ဖက်စမှုဖြစ်တော့အောင်ဒီကောင်းလေးပေါ့နော်ဒီကောင်းရှုံးရတယ်ဆိုတာဒီကောင်းအောက်ပိုင်းကောက်ပေါင်းလေးကျောင်းလေးပေါင်းလေးကိုချိန်ချိန်တော့ဒီရက်ဒီကောင်မလာဘူး သပင်လုံးမလို့လား ဟုတ်ကဲ့ဆရာဟုတ် ဘလို့ပုံစံမျိုးလေးသပင်ကချင်းရင်လဲ ဆရာမလုပ်တော့လဲကြာပြီဆိုတော့စပင်းလေးနည်းနည်းကောက်ချင်တယ်အယောင်လေးလဲစူးချင်တယ်ဒါပေမဲ့ဆရာစိတ်ကြိုက်တယ်လို့တော့ သပင်ကတော့ကောက်ချင်တဲ့ပုံစံမျိုးရှိတာအလိုင်းကြီးရမျိုးကြိုက်လားသေးရမျိုးကြိုက်လားပေါ့လေ line ကြီးလေးတော့ကိုကြိုက်တယ် လိုင်းကြီးကြီးလေးပေါ့နော်လိုင်းကြီးလေး weight များများလေးပေါ့နော်အဲ့လိုမျိုးလေးအဲ့ဒါစားကြတော့မနော် ဟုတ် နေဒီဝက်စားနဲ့သွားမလို့လား မဟုတ်ပါဘူးအိမ်ကခိုးထဲလာတဲ့ဝတ်စုံပါတယ် တိတ်မကြိုးစားအောင်တော့ငါတို့တငယ်ချင်းက
နာလေးလိုက်ဖက်ပြီးတော့ဒီလက်ပါတဲ့ဒီကောက်လေးတစ်ခုကိုဖန်တီးထားတာဖြစ်တယ်ဒီကောက်ရဲ့နာမည်ကတော့ loose weapon ဖြစ်တယ်ဒီ loose weapon ဆိုတာဒီ S ပုံစံနဲ့ဖန်တီးထားတာဖြစ်တယ်ပြီးတော့ကောက်သားရဲ့ဒီ smooth ဖြစ်တယ်နူးညံ့ပြီးတော့ပျော်ပြောင်းပြီးတော့လက်ပါတဲ့ကောက်သားတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒီကောက်သားမျက်နှာဝိုင်းဆိုင်ရာတော်တော်များများနဲ့အဆင်ပြေတယ်လိုက်ဖက်မှုရှိတယ်loose weapon လို့ခေါ်တယ်ပေါ့နော်တိုက်လား တိုက်တယ်အရန်တိုက်တယ် โอเคမျက်နှာလေးနဲ့လည်းလိုက်ဖက်မှုရှိတယ်ပို့ပြီးတော့လည်းမျက်နှာတစ်ခုကိုချင်းချက်တစ်ခုဖြစ်သွားတယ်ပေါ့နော်အကြောင်းလေးတွေအကြောင်းလေးကလည်းမျက်နှာကိုလင်းသွားတယ်နော် လာတော့နဲ့လုံးဝမတူတော့ဘူးเนาะမျက်နှာ look ကလေကွဲထွက်သွားတာဆိုတော့လေကွဲထွက်သွားတဲ့ feeling ကိုလည်းတကယ်ခံစားရတယ်ကွာတိတာဟိုဆိုဟို color ကလည်းချင်းချင်းဖြစ်သွားတဲ့ခါကျတော့မျက်နှာအသားရောင်လေးပို့ပြီးလင်းသွားတယ်အကောက်လေးတွေတခြားလေးရေးပြရတဲ့ကြောင့်မို့လို့လာတော့နဲ့လုံးဝမတူဘူး feeling ကဘာလုံးဝအစ်စ်ကလေး ဟုတ်မျက်နှာလေးလိုက်ဖက်တဲ့အပေါက်လေးတစ်ခုကိုကောက်ပေးထားတာဖြစ်တယ်ဒီအပေါ်ပိုင်းကိုဒီပေါင်းလေးလုပ်ပြီးတော့ဒီအပြောင်းပိုင်းမှာကျွန်တော်ဒီ digital ပိုင်းလေးကောက်ပေးထားတာဖြစ်တယ်ဒီအောင်အဖြစ်ဒီမမေလေးထိုးပေးထားတယ်ဒီမျက်နှာသားလေးနဲ့လိုက်ဖက်ပြီးတော့ဒီပြောင်းလဲမှုတွေတစ်ခုဖြစ်တော့ဟိုလက်ပါတဲ့အကောက်သားတစ်ခုကောက်ပေးထားတာဖြစ်ပါတယ်ကြိုက်လားတော့ကြိုက်နော်ပူချောပါပြီပူချောပြီးတော့ဒီလူလေးတစ်ခုလည်းချင်းချက်ဖြစ်သွားတယ်နော်အပြောင်းလဲလေးဖြစ်သွားတယ်ဒါရီကတော့ဒီအကောက်ကတော့ဒီ digital ပန်းမင်းပေါ့နော်ဒီတဝက်အကောက်ဖြစ်တယ်ပေါ့နော်ဒီနောက်တစ်မျိုးဒီ curry pan လို့လည်းခေါ်လို့ရတယ် ကျွန်တော်ဒီသပင်ပုံစံလေးကတော့ဒီ style လုံးရဲ့ signature ဟိုပန်နဲ့တခုပေါ့နော်ဒါကတော့ Hollywood weapon ပုံစံမျိုးလေးကိုကောက်ပေးထားရပါတော့ဒါကတော့ဟိုသပင်လည်းအရှိထားခြင်းနဲ့ပြီးတော့ပုံရန်အရန်မသွင်းကြတော့ဒီလိုပုံစံမျိုးလေးကောက်ဖို့ recommend ပေးရပါတော့အဲ့လေးလည်းနော်ဒီလိုပုံစံမျိုးလေးချင်းချင်း style လုံးလာခဲ့ပါနော် What the fuck?